สวัสดีค่ะทั้งบัตรสกะลีลาจยาอองพยัญชนะไทย44ตัวทั้งบีลีเสลีลงสระ32ตัวตระตรงเส้นนลงเสียงอตันงาตันสะกดอัตตอติกะชิตะရှိပါတယ်ทั้งบัตรสกะမှာ B အုပ်စု3အုပ်စုခွဲခြားထားပါတယ်အုပ်စု1အလယ်အုပ်စုအုပ်စု2အမေအုပ်စုနဲ့အုပ်စု3အနည်းအုပ်စုဆိုပြီးတော့ခွဲခြားထားပါတယ်ထိုင်းဘာသာစကားမှာအတန်ကအရေးကြီးတဲ့အတွက်ကြောင့်မို့လို့အုပ်စုပေါ်မူတည်ပြီးတော့အတန်ထွက်ပုံတွေလည်းကွဲပြားသွားပါတယ်အုပ်စု1မှာ9လုံးရှိပါတယ်ဘောပိုင်မိုင်းတစ်ရွက်ပေါ်ပလာငါဒေါ်เด็กกะเลดอชัดดาอุซังตอเต่าเหล็กตอปตัดลันจอจานประกันเปียกไก่เจ็ดออ่างเอ็นตงအဲ့လိုဆိုတော့ဒီနေ့အုပ်စုတဲ့ကိုလုံးကိုလေ့လာပြီးသွားပါပြီနောက်နေ့မှာနောက်သင်ခန်းစာတွေမှာပြန်လည်တွေ့ဆုံကြမယ်နော်ขอบคุณค่ะ